ထုတ်ပွဲပေါ်မှာဒီလိုမျိုးအသားတွေအများကြီးဖြူပေးထားတဲ့စကိုလန်နဲ့ဖတ်ထုတ်ဆိုင်ကိုဒီနေ့တော့သွားစားခဲ့တယ်ဖတ်ထုတ်တစ်မျိုးတည်းမဟုတ်ချင်းဆက်ခောက်ဆွဲမာဖော့ခောက်ဆွဲနဲ့တခြားခောက်ဆွဲတွေလည်းအများကြီးမှာခဲ့သေးတယ်မာဖော့ခောက်ဆွဲကခောက်ဆွဲသားအီးလေးကိုမှကြက်သားနဲ့ပဲကပိနဲ့ရောချက်ထားတာလေအရသာကတော့အရန်ကြိုက်တဲ့လည်းတော့မပါဘူးဒါကတော့သူ့ဆိုင်ရဲ့နာမည်ကြီးဖတ်ထုတ်ပဲစားရတာတော့အရသာတော့ကောင်းတယ်ဒါပေမဲ့တပွဲကိုစောင့်ရတာတော့နည်းနည်းကြာတယ်ပဇွန်ဖတ်ထုတ်ကတော့တပွဲကို2000ပေးရတယ်အထက်မှာပဇွန်နဲ့များတယ်အသားလည်းများတယ်ဖက်ရွက်ကလည်းပပလေးအရသာမိုက်တယ်ချင်းဆက်ခောက်ဆွဲရတော့နာမည်နဲ့လိုက်အောင်ကိုချင်းဆက်ဆက်လေးနဲ့တော်တော်စားကောင်းတာဒီဆိုင်ကခောက်ဆွဲသားကိုတော့ကြိုက်တယ်နူးနူးညံ့ညံ့လေးမို့လို့နောက်ထပ်ဟောင်ကောင်စတိုင်ဝက်လာခောက်ဆွဲပြုတ်ကြက်ချောက်မာလာနဲ့ကြက်ပေါင်းစီချက်တို့ကိုလည်းမှာထားတယ်စားတာတော့တယောက်တစ်ပွဲပဲဒါပေမဲ့သူများစီကကိုကအရင်ဦးစားတာကြက်သားကလည်းတကယ်ကိုနူးညံ့နေရပဲပေါင်းထားတာလေးကဒီစီချက်ရတာလေးလည်းစားလို့ကောင်းတယ်ဝက်လက်ခောက်ဆွဲမှာထည့်ပေးထားတဲ့ဝက်လက်ကိုပဲကြည့်အောင်တရုံအကြီးပဲဒီဆိုင်ကခောက်ဆွဲတွေကလေပိုးရှင်းကတော်တော်များတော့အစားမကြီးဘူးဆိုရင်တပွဲကို2ယောက်လောက်အသာလေးစားလို့ရတယ်နောက်ထပ်ကြက်ချောက်မာလာလည်းမှာထားသေးတယ်ကြက်ချောက်မာလာကတော့အရသာတိတ်မခံစားမိတော့အရှိမတခြားခောက်ဆွဲတွေလည်းစားထားပြီးဖိုက်တင်းနေရဆိုတော့မုတ်ပွဲတွေကရတာကောင်းဝင်မဲ့တခုမကောင်းတာရှိတယ်ကိုယ့်ရဲ့အိတ်တွေဘာတွေပါလာရင်တင်ဖို့အတွက်ကိုနေရာမရှိဘူးထိုင်ကုန်ယူပြီးတင်ထားတဲ့တခြားဝိုင်းလူကြလာရင်ကိုယ့်စီကခုံပြန်ယူသွားအဲ့တော့အိတ်ကိုပေါင်ပေါ်တင်ပြီးတော့ပဲစားရတယ်ခောက်ဆွဲစားပြီးဖိုက်တင်းနေပေမဲ့လည်းတရုတ်တန်းအဲ့တပေအာလူချောင်းအရှည်ကိုလည်းတောက်ဝယ်စားလိုက်သေးတယ်တပွဲကို9000ပဲပေးရတယ်အရသာကတော့မစိုးဘူးတန်းတယ်အလုံးကြီး9000အလုံးသိန်း9000ပေးရတဲ့ထန်းတကြီးသွေးကိုလည်းအမြင့်စားကြည့်ပြီးချိုးရဲဆိုလို့တစ်လုံးယူလာလိုက်သေးတယ်။ခောက်ဆဲစင်းလုံးသိချင်တဲ့သူတွေအတွက်အနောက်မှာသူ့ရဲ့ဆိုင်နံပါတ်နဲ့ဖုန်းနံပါတ်လေးလည်းထည့်ပေးထားတယ်။ဆုံးဖြတ်ကြည့်ပေးလို့ကျေးဇူးပါ။ Bye